တရားချက်တွေကြောင့် Real Madrid အသင်းနဲ့အကိုင်းညီဆုံးနေပြက Ruben Amorim ကလွဲလို့တခြားမရှိ Real Madrid အသင်းမှာလောလောဖြစ်ပြနေတဲ့ကိစ္စတွေကိုကြည့်လိုက်ရင် Galactico မဟုတ်တော့ပဲနဲ့ Galactico အတဆုံအသင်းဖြစ်နေပါပြီ။ကစားမတယောက်ချင်းစီရဲ့မှာနာကကွင်းမိုးကိုဖောက်ထွက်ပြီးလကဘာအထိရောက်နေပုံရပါတယ်။နောက်ဆုံးဖြစ်ရပ်ကတော့တူရကီမင်းသားလေးအာတာကူလာပါပဲ။ဗီကာနဲ့ပွဲမှာမိနစ်80ကစားပြီးလို့လူစားလဲတာကိုအမြဲတမ်းငါကြီးပဲကွာဆိုပြီးပေါက်ကွဲပြသွားတယ်။ဟာရီစရာဗျာမိနစ်80တောင်ကစားတာကျေးဇူးတင်လေဒီကောင်လေးအန်ဆယ်လာလေးလက်ထက်တော့ကဆိုရင်မိနစ်80မပြောနဲ့80စက္ကန့်အောင်ကွင်းထဲဝင်အောင်မသေးကြခဲ့တဲ့ကောင်လေးအဲတော့ကတော့ဆရာရဲ့ကျွန်တော်ကိုမျက်နှာလေးချက်လောက်ကြည့်ပါအောင်ဆိုပြီးခွေးလေးမလေးလုံးငိမ့်နေကြတော့အခုဒီပြအာဘေလိုကလက်ထက်ရောက်ပြီးနေရာလေးပေးလိုက်ရောနမိန်ကန်တော့ရာသီကုံဆိုလို့ဆရာကိုပြန်ကန်ပါလိမ့်ရောဂူလိုင်းအဖြစ်ကဘာနဲ့တူလဲဆိုတော့လမ်းမေးမှာပိုင်းစားတဲ့လူတယောက်ကိုခေါ်ကြွေးလိုက်တာပထမတော့ကျေးဇူးတင်ပါတယ်ပေါ့နောက်ရန်ကျတော့ခမားကျွေးတဲ့ဟင်းကပေါ်လိုက်တာကြက်သားကလည်းအတုံးသေးတယ်ဆိုပြီးပကံကိုရိုက်ခွဲမဲ့ပုံစံမျိုးဖြစ်နေပါတယ်အန်ဆယ်လာတီရှိတော့ကသူခမားအရန်တနာဖို့ကောင်းတာဂိုရန်ပွိုင်းလေးနေရာမရဘူးဆိုပြီးတော့ပရိသတ်ကဝိုင်းချေကြတယ်အခုတော့အာဘီလိုကယုံကြည်လို့ပွဲထွက်ခွင့်ပေးတာကိုမိနစ်80မှာလူစားလဲတာလေးနဲ့ဒရမာတွေခွင်းပြနေတာကမင်းသားယောဂဝင်နေတာဒေချာပါတယ်အသင်းရှုံးနေတာကိုစိတ်မပူပဲကိုမကစားရတော့မှကိုပဲစိတ်ပူနေတာက professional မဆန်ပါဘူးဂိုလာတယောက်ထဲလောက်ဆိုတော့မဟုတ်ပါဘူးအကိုကြီးတွေကပိုဆိုးပါတယ်ဗီနီစီယက်ဆိုရင်လည်းအလုံးစုံနဲ့ပြဿနာတက်ဖို့တယ်လေလူစားလဲရင်အော်ရိမီငါကြီးပဲလေနေပါအောင်ဖင်းနေမင်းကအခြေကုန်လက်ပန်းကြားနေပြီလေနီးပြကမင်းနာပါစီတော့ဆိုပြီးထုတ်တာကိုငါပါရင်ပွဲမဖြစ်ဘူးလို့ထင်နေတဲ့မာနာကကြောက်စရာကောင်းပါတယ်အမ်ဘာဘေကတော့ဥရောပသမရာကြီးလေအလုံးစုံကဘာစနာကိုကွန်ပျူတာလက်ခုပ်တီးရအောင်ဂရော့ဟော်နာလုပ်ဖို့ပြောတာကိုနိုးငါမလုံးနိုင်ဘူးဆိုပြီးအာခံခဲ့တာပြန်ဘက်ကိုလေးစားမှုရှိနီးပြစကားနားမထောင်သူ့ပုံစံက Real Madrid ဆိုတာငါကံမနီကျန်တဲ့ကောင်တွေကငါဝန်ထမ်းလို့ထင်နေတဲ့ပုံစံမျိုးပါပဲပြဿနာရင်းမြစ်တစ်ခုကနီးပြအာဘေလိုကကိုယ်တိုင်ဖြစ်နိုင်ပါတယ်သူကကစားမဟောင်းစီနီယာတယောက်အနေနဲ့ရှိနေတော့ကစားမတွေကသူ့ကိုဆရာလုံးမမြင်ပဲအကိုကြီးလောက်ပဲမြင်နေတာပါအိမ်မှာအကိုကြီးကလူကြီးလုံးရင်ညီလေးတွေကနားမထောင်ဘူးလေဟာအကိုကြီးကလည်းဘာသိလို့လဲဆိုပြီးပြန်ဟောကြတာတဘာဝပါပဲအန်ဆယ်လာတီတုံးကတော့အမျက်ခုံးပင်းလိုက်ရင်သွေးထွက်မတက်ကြောက်ကြပေမဲ့အာဘီလိုကကြတော့ပါစက်နဲ့ပြောင်းနေမရတော့တဲ့အနေထားကိုရောက်နေပါပြီဒီလိုအခြေအနေမျိုးမှာ Real Madrid ဘာလို့အဲ့ဒါလဲနီးပြကောင်းတဲ့နီးပြမလိုအပ်ဘူးချိန်လုံးကင်မဲ့နီးပြလိုပါတယ်အဲ့ဒါကတော့ Man United မှာ House Cleaning အိမ်တန်ရှင်းလုပ်ခဲ့တဲ့ Ruben Amorim ပါပဲ Amorim ရောက်တွန်းကဘာလုပ်ခဲ့လဲဂျိုထောင်နေတဲ့ဂါနာချိုဆန်ချို Rashford အားလုံးကိုဒိုးခိုင်းခဲ့ပါတယ်တကယ်လို့များ Amorim သာ Real Madrid ဝေလဲကနေဝင်လာရင်ဘာဖြစ်မလဲစိတ်ကူးကြည့်ရအောင်ဂူလာကဆရာကျွန်တော်ကမိနစ်80မှာထုတ်လိုက်တယ်မကျေနပ်ဘူးလို့လာပြောရင် Amorim ကဟုတ်လားမင်းမကျေနပ်ရင်မနေ့ဖန်ကစားပြီးယူဆန်တဲ့အတင်းမှာသွားကစားကြည့်အဲ့မှာမိနစ်90လုံးကစားလိုက်မယ်သွားတော့လို့ပြန်ပြောမယ်ထင်ပါတယ်ဒီလိုအာနာရှင်ဆန်ဆန်ကိုင်းတွဲမှာဒီကောင်နေငြိမ်သွားမှာပါအခုတော့အကြောင်းမရှိလို့ကြံမျိုးနေတာပါကစားမတွေကအတင်းထက်ကြီးနေပြီဆိုရင်အဲ့အတင်းကပျက်စီးဖို့လမ်းစားပါပဲဝေလကနေမှာငါဆိုတဲ့အတ္တတွေများလာရင်အတင်းလိုက်စိတ်နဲ့ပျောက်ဆုံးသွားတတ်ပါတယ်ဘီကာကိုရှုံးတာကလည်းဒီလိုစိတ်တွေကြောင့်ဖြစ်နိုင်ပါတယ်တရားပိုင်းဝိုင်းကူမဲ့စားဘေးချောင်းငါးချောင်းဆိုပြီးလည်းညှို့ထိုးနေကြရင် Real Madrid ဘလောက်ကောင်းကောင်းပြိုလဲသွားမှာလဲဆန်ချိုတို့ဂါနာချိုတို့မန်ယူကထွက်ခွာသွားပြီးမှမန်ယူပြန်ကောင်းလာတယ်လို့မျိုး Real Madrid လည်းဒီလိုကင်းစားတွေကိုခွဲထုတ်ကူတာဖို့အတွက်လိုအပ်နေပါပြီဒီကောင်းချုံနေတဲ့ Real Madrid ဘောပွဲဝင်နေနေတဲ့ဒီကစားမတွေကိုဆက်ပြီးအလိုလိုက်ထားရင်နောက်နေ့ကျရင်ဒီပြနေရာမှာကစားမတွေကဝင်ထိုင်ပြီးအမေပေးနေမဲ့အဖြစ်မျိုးကိုရောက်သွားပါလိမ့်မယ်။စောင်းလေးကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။